အိမ်မှာကျရင်မိကတော့နဲ့လိန်ပေးရမဟုတ်ဘူးဆိုရင်တော့နေမကောင်းတဲ့ပုံစံလေးတော့ဖြစ်တယ်ဟိုဟာ8လပိုင်းလောက်ကဒီမှာပဲလာဆိုပါရိုးကာလာဆိုပါရိုးကလာပဲအခုကဘာဖြစ်လို့ရိုးကလာမစိုးချင်တာလဲဟိုဟာလို့စဉ်းစားတာနှစ်တစ်ယောက်လို့ဆိုတာနဲ့crazy ကာလာဆုံးမယ်ဆိုပြီးတော့ဒါပေမဲ့တော့ဟိုကတော့မခံနိုင်မဲ့ဆိုးချောက်လိုက်မယ်ဆိုပြီးတော့ဒါမဲ့လေကျွန်တော်တို့ဒီလိုမျိုးအသားညူတဲ့လူနဲ့ဝါတဲ့လူတွေဆိုရင် crazy နဲ့ပုံလိုက်တယ်ရိုးကလာနည်းနည်းမိုင်းလေးဖြစ်နေရပေါ့အရင်ပြောင်းလဲမှုမရှိဘူးเนาะအဲ့တော့ကာလာကျတော့ကျွန်တော်အဲ့မြစ်တီးခတ်သွားလိုက်မယ်ချွတ်သွားရင်လည်းကျွန်တော်ဒီလိုမျိုးကာလာပုံစံမျိုးသွားအောင်ပေါ့အိမ်မှာကျရင်မိကတော့နည်းလိန်ပေးရတယ်သူကနော်နှခမ်းတွေပါရင်နည်းနည်းထည့်ပေးရမှာမဟုတ်ဘူးဆိုရင်တော့နေမကောင်းတဲ့ပုံစံလေးတော့ဖြစ်တတ်တယ်ညက်တာကတော့ဒါလေးတော့ခံနိုင်မှာမဟုတ်ဘူးပြီးရင်ကျွန်တော်အကုန်လုံးလိုက်ညှိပေးလိုက်မယ်နော်အရှိကတော့မတူတော့ဘူးနော်ဒီတိုင်းလေးပဲထားလိုက်မယ်အဲ့တော့ဆိုးလိုက်တော့